ကိုယ့်ရဲ့ mobile phone ကိုသုံးပြီးလူနောက်လိုက်ရပေးတဲ့ function အပြင်တခြားအရမ်းမိုက်တဲ့ features တွေစုံစုံလင်းလင်းပါဝင်လာတဲ့ DJI ရဲ့ latest version Osmo One 8B ကို unbox လုပ်ရအောင်ဒါလေးကကြတော့ USB-C to C cable ဒါက gimbal ကိုအားသွင်းဖို့ဒါလေးကကြတော့ဖုန်းကိုအားသွင်းဖို့ထည့်ပေးတာအခုဒီဗီဒီယိုပေါ့နော် mobile gimbal သုံးပြနေတဲ့သူတွေကြည့်နေမယ်ဆိုရင် Ruby နဲ့တူစိတ်လှုပ်ရှားနေမယ်လို့ထင်ပါတယ်။ဘာလို့ဆို mobile 8B ကပေါ့နော်အရင် version ထက်တိကျတာပြောင်းလဲလာတာလေးတွေပိုပြီးပါလာတယ်ပေါ့နော်။သူ့ရဲ့ဒီ Osmo Frame Tech လို့ခေါ်တဲ့ဒီ LCD screen display လေးက mobile 8B ရဲ့ပြောင်းလဲမှုမှာအထူးခြားဆုံးတစ်ခုပေါ့နော်။ဒါလေးကိုခေါ်လိုက်ပါမယ်။ဒီမှာဆိုရင်ပုံမှန်တိုင်း phone clamp လေးပါတယ်။ဒါလေးကတော့ multi-functional module 2လေးပါ။ gimbal ကိုလှမ်းလိုက်ပါမယ်။ဒါဆိုရင်တော့ auto power ပွင့်သွားတယ်ပေါ့နော်ဒီမှာဆိုရင်သူကမိုက်တယ်တဲ့ဒီဘေး in tripod ပေါ့နော် split design လေးဖြစ်သွားတယ်ဆိုတော့ပိုပြီးခန်းနဲ့ထောင်လို့ရသွားမယ်ထင်တယ်ဒါဆိုအောက်တိုးရိုက်တဲ့အချိန်ပေါ့နော်တောင်တန်လေတိုက်တာလောက်ဆိုရင်သူကကိစ္စမရှိဘူးခိုင်မာလေးနဲ့တုံးလို့ရပါပေါ့နော်အဲ့တော့ Ruby ဒီမှာ set up လုပ်လိုက်မယ်နော် set up လုပ်တာလည်းအရင်မခက်ဘူးဒါပုံမှန်တိုင်းပဲတော့ဖုန်းကလန့်နဲ့ဖုန်းတက်လိုက်မယ်။ power လေးဖွင့်လိုက်ပါမယ်။ power button လေးရဲ့ဘေးရက်ဒီ screen လေးရပေါ့နော်ဒီမီတာတော်ဝေးကနေဒီ gimbal ကိုထိန်းချုပ်လို့ရသွားပြီ။အရင် gimbal တွေတုန်းကဆိုလို့ရှိရင်ပေါ့နော်တို့ဒီလက်ငါးချောင်းထောင်တဲ့ပုံစံမျိုးပေါ့နော် gesture control တွေတခြားဟာတွေကိုသုံးခဲ့ရတယ်ဆိုပေမဲ့ဒီ Osmo One 8B နဲ့ဆိုရင်တော့အဲ့လိုပြဿနာကြီးမရှိတော့ဘူး။ဒီမှာဆိုလို့ရှိရင် gimbal mode ပြောင်းတာportrait landscape ပြောင်းတာတွေပြီးတော့ fade light တွေကိုလည်း adjust လုပ်လို့ရသွားတယ်။နောက်တစ်ခုကဒီလို joystick တွေ shutter button တွေကိုလည်းအဝေးကနေထိန်းချုပ်လို့ရသွားပြီ။ video quality ကိုပိုကောင်းအောင်လို့ဆိုပြီးတော့ဖုန်းရဲ့ back camera နဲ့ video ရိုက်တဲ့အခါမျိုးဆိုလို့ရှိရင်လည်းသူကဒီ screen လေးကနေပြီးတော့ပေါ့နော်ကိုယ့်ရဲ့ဖုန်းမှာမြင်ရတဲ့ဟာကို live view ကြည့်လို့ရနေမှာ။အဲ့တော့ကိုယ့်ရဲ့မျက်နှာရဲ့ဒီ background တွေ frame တွေကမလှလို့ပြန်ရတာမျိုးတွေနေသွားမယ်လို့ Ruby ထင်ပါတယ်။အဲ့တော့ Ruby ဒီ Osmo One 8B လေးကိုသွားပြီးဆိုင်ရကြည့်မယ်။သူ့ရဲ့အားသာချက်တွေကရောဘယ်လိုရှိမလဲ။သူ့ရဲ့ function တွေကိုသုံးပြီးတော့ဘယ်လို short view လေးတွေကိုရိုက်လို့ရတယ်ဆိုတာကို Ruby ကနောက်ဗီဒီယိုမှာပြပြပေးသွားပါအောင်မယ်နော်အခုဖတ်ပြသွားရတဲ့ product လေးကတော့ DJI ရဲ့နောက်ဆုံးထွက်ထားတဲ့ Osmo One 8B လေးပဲဖြစ်ပါတယ်အခု Ruby ရဲ့ Camera House မှာလည်း Osmo One 8B က install ရနေပြီပြီးတော့ဒီဗီဒီယိုကြည့်နေသူရဲ့အရန်ကောင်းတယ်ဒီမိုလေးလည်းစမ်းသုံးကြည့်လို့ရနေပြီလေနောက်ထပ် running service အခိုင်အမာနဲ့တူ after sale service နဲ့ရောင်းချပေးနေပြီဆိုတော့ Camera House ကိုပဲလာငယ်လိုက်တော့နော်